အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နွေရာသီရောက်ပြီဆိုတော့ပေါ်ဘူးအပေါ်ဦးပေါ်ပြလက်ပံပွင့်လေးတွေကိုချက်စားမလို့ပါရှင်ပထမဦးဆုံးအနေနဲ့လက်ပံပွင့်လေးတွေကိုအပြင်ခွန်လေးတွေခွာပြီးတော့အထက်ကအဆန်လေးတွေကိုထုတ်ပြီးတော့ဖြင်းထားလိုက်ပါမယ်ရှင်တင်ထားလိုက်ပါမယ်ရှင်ပြီးတဲ့ခါကျရင်ရေလေးစင်အောင်ဆေးပြီးတော့ဟိုးလေးတစ်လုံးနဲ့ကိုထည့်ထားလိုက်ပါမယ်ပြီးတဲ့ခါကျရင်တော့ငရုတ်သီးအချောက်တောင်လေးကိုထောင်းပြီးတော့ထည့်လိုက်ပါမယ်ပြီးသွားရင်ငရုတ်သီးစိမ်းလေးတွေကိုလည်းညှက်ပြီးထည့်ထားလိုက်ပါမယ်ပြီးရင်တော့မပါမဖြစ်မြင်ငပိအနှဲငယ်ကိုလည်းထည့်ထားလိုက်ပါမယ်ပြီးရင်တော့မကြီးမှဲ့လေးကိုအရေးစိမ်းထားလိုက်ပါမယ်ရှင်အခုလိုမျိုးဆူလာပြီးလက်ပံမွှင်းလေးတွေလည်းနူးလာပြီဆိုတော့မှမကြီးမှဲ့လေးကိုရေဖြောထားတဲ့မကြီးမှဲ့လေးကိုထည့်ပါမယ်ပြီးရင်တော့အချိုမှုန့်စားလိုတလိုထည့်ပြီးရင်တော့လက်ပံပွင့်ရခိုင်ဟင်းတော်လေးရပါပြီရှင်